ဘာဦးကျန်း73မှာဂတိထားရပြည်ကိုရောက်လာပြီးနောက်အာဗြဟံနဲ့လောတာဟာခက်ခဲတဲ့ရွေးချယ်မှုတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူတို့ရဲ့တရိษံအုပ်တွေကအယမ်းများလာပြီးအငင်းပွားမှုတွေဖြစ်လာခဲ့တယ်။အာဗြဟံကရက်ရောမှုနဲ့ယုံကြည်ခြင်းနဲ့အတူလောတာကိုအရင်ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။လောတာဟာတာယာဆိုပီတဲ့လွင်ပြင်ကိုမြင်ပြီးစီကားတဲ့မြို့တကားနာကလမ်းကိုရွေးချယ်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာလည်းလူတော်တော်များများဟာစွမ်းရည်နဲ့အခွင့်အလမ်းတွေပြည့်နှက်နေတဲ့စီကားတဲ့မြို့ပြဖို့ချက်ဒီမှာအလားတူရွေးချယ်မှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းဟာအဆုံးမရှိတဲ့အရှိန်အဟုန်ညားပြားလာတဲ့တာဝန်ဝတ္တရားတွေနဲ့မိသားစုတွေကိုအယက်ရက်ကိုဆွဲထုတ်သွားတဲ့အာယုံပြန့်နှံ့မှုတွေကိုတည်ဆောင်လာလိမ့်ရှိပါတယ်။ဒါပေမဲ့အာဗျံကတော့မတူညီတဲ့ရွေးချယ်မှုကိုလုပ်ခဲ့ပါတယ်။သူဟာပုံမအေးချမ်းတဲ့လွင်ပြင်မှာအခြေခါခဲ့ပါတယ်။ဝန်တော့ဝန်ပိုးနေပါပြီးနေထိုင်ရအဆင်ပြေတဲ့အတိုင်းဝိုင်းတွေမှာမိသားစုတွေဟာခိုင်မာတဲ့အမြင့်တွေမှုအတူတူရှိချိန်ပုံများမှုနဲ့ပုံမခိုင်မာတဲ့ဆက်ဆံရေးတွေကိုခန်းစားရပါတယ်။ဒီလိုနေရာမျိုးမှာကလေးတွေဟာသူတို့ရဲ့ပညာရေးနဲ့အနာဂတ်လမ်းကြောင်းတွေမှာပုံမအောင်မြင်ပြီးဖွံ့ဖြိုးတက်လာကြပါတယ်။လောကကြီးကအမြဲတမ်းတောက်ပတဲ့အလင်းရောင်တွေကိုလိုက်ဖမ်းဖို့နဲ့ဘယ်တော့မှမနာဖို့ပြောနေတတ်ပါတယ်။ဒါပေမဲ့အာဗြဟံရဲ့ပညာရှိမှုကအခုထိပဲ့တင်ထပ်နေတော့မှာပဲ။စစ်မှန်တဲ့ရောင်ရဲမှုနဲ့ကောင်းကြီးမင်္ဂလာဟာယုံကြည်ခြင်းနဲ့မိသားစုကိုပထမဦးစားပေးတဲ့ပညာရှိပြီးရရောတဲ့ရွေးချယ်မှုတွေကနေလာတာဖြစ်ပါတယ်။လွင်ပြင်ကိုရွေးချယ်ပါ။ငြိမ်သက်ခြင်းယုံကြည်ခြင်းနဲ့ရိုးရှင်းတဲ့ပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ပါ။ဒါဟာဖရာသခင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတွေပါပဲ။သင်မိသားစုအတွက်သင်ဘယ်လိုရွေးချယ်မှုမျိုးလုပ်မလဲ။